နောက်ဘဝမှာအစင်းလှခြင်းနဲ့ဆိုရင်စိတ်မတူနဲ့ဒေါသမကြည်နဲ့လူတကာမြင်လို့ရှိရင်ပိယစက္ခုဟိတမ္ပတ္တန္တာဆိုချစ်ခင်သောမျက်လုံးနဲ့မေတ္တာမျက်လုံးနဲ့ပဲချစ်ဒေါသမျက်လုံးနဲ့မကြည့်နဲ့မေတ္တာမျက်လုံးနဲ့ချစ်အဲ့ဒါရင်ဖြစ်ရဘဝမှာမျက်စိလှမျက်လုံးကြီးပြူးကြည့်ရင်နောက်မှအဲ့ဒီပြူးကြီးပဲဖြစ်မှာပဲလို့သိကြတယ်ဒါကိုလှုပ်တာကိုရတာသူများကိုပြုံးကြည့်နေအဖြစ်ဒီပြုံးရွှင်တဲ့မျက်နှာကိုရတာကိုလှုပ်တဲ့အလုပ်တွေကြီးပဲအားလုံးဒီဘဝရောက်လာမှ plastic surgery လုပ်ပြီးတော့မေးရိုးပြင်ရတာနဲ့နှာခေါင်းပြင်ရတာနဲ့အနာခံပြီးတော့ပြင်နေနောက်ကြတော့လေဒုံရင်မှာဒါပါပဲဆိုတာဖြစ်တာနော်အခုကမြန်မာစကားအဆုံးသတ်ဒါပဲနော်ဆိုတာအဲ့ဒါပဲနော်ဒါပဲတိုးတော့လာမှာမဟုတ်ဒါပဲအဲ့ဒီစကားလေးကမှတ်နေဒါပဲနောက်ဆုံးတော့ဒါပဲနဲ့ပဲပြီးတာအားလုံးနောက်ဆုံးဒါပဲဒါပဲဆိုတာလေးတော့မှတ်တာပေါ့နှလုံးသွင်းမှုဘာတွေလုံးနောက်ဆုံးတော့ဒါပါပဲ